နောက်မှာ museum နဲ့အဲ့ဒီရှေ့ထွက်နေတဲ့အရှေ့ကြီးကဒီတူရင်းမြို့ရဲ့နာမည်ကြီးဆုံးအဆောက်အဦပဲ Very nice မြန်မာလိုပြော အရန်အေးပြီးတော့အရန်လှပါတယ် တူရင်းကတစ်ထေးများနေအင်ကြီးဈေးကြီးอ่ะ train อ่ะလာပြီလားကျွန်တော်စီလာဒီလေးဖြစ်ပြီးอ่ะCiao. And today we're going to Turin. Turin ကဒီ Juventus အိမ်ကွင်းရှိရမြို့အဲ့မြို့သွားနေဖြစ်ပါတယ် With my friends. Yeah. Okay. အခုကျွန်တော်တို့လမ်းတော်ကိုရောက်ပါပြီရထားကစုစုပေါင်း2နာရီခွဲလောက်စီးရမယ်ဒီအီတလီနိုင်ငံတူရင်းမြို့ကိုသွားနေရပါ Oh ဝန်ကြီးအောင်တာရလိုက်တာ I wish Javier had something like that This is very nice Now ရထားကလေးတော့ခုမှလာပြန်ပြောင်း train လာပြီလားကျွန်တော်စီလာဒီလေးဖြစ်ပြီးအခုမှနောက်တစ်စီးကပြန်ဆိုင်ပြီအခုမှ It's coming now This is the train we're taking အလူတွေပြည့်နေ Okay ဒါကအခုကျွန်တော်တို့က Vercelli ဆိုတဲ့မြို့ဒီမြို့ကနေပြီးတော့တူရင်းမြို့ဆက်သွားနေရဖြစ်ပါတယ်ကံကောင်းပြီရထားမိကွာအခုကျွန်တော်တို့ Vercelli မြို့ကိုဖြတ်နေရပါတော့ဒီဟာက Vercelli ရဲ့နာမည်ကြီးရဲ့ monastery ဘုန်းကြီးကျောင်းပေါ့နော်ကျွန်တော်ပုံထဲမှာပြထားတဲ့ပုံစံလေးပါတူရင်းမြို့ကျွန်တော်ရောက်ပါပြီတူရင်း Yay Oh it's only 5မင်္ဂလာပါအခုကျွန်တော်တို့ကတူရင်းမြို့ရောက်ပါပြီဒီမှာကပူတာဒါ station ဒီမှာကျတော့မြို့ကြီးဆိုတော့တိုက်တွေပါရှိတယ်ကျွန်တော်နေမြို့မှာဆိုတိုက်မရှိဒါကပေါ်တတာဆူစာလို့ခေါ်တဲ့ဘူဒါ and here we are with my friends no sala Hello ဘယ်လိုခံစားရပါလဲ Turin It's very cold very nice မြန်မာလိုပြော အရန်အေးပြီးတော့အရန်လှပါတယ် Turin မြို့ရဲ့ And currently it's 5 degrees Celsius 5 degrees ဆိုတော့တော်တော်ချမ်းတယ်ဒါပေမဲ့ဒီလိုကောင်း Okay and we're currently going to the flea market ဒါကျွန်တော်တို့တူရင်းမှာပထမအဆုံးနေရ flea market ကိုရင်လာတာပါအီတလီနိုင်ငံရဲ့ကာချာရဆိုလို့ရှိရင်သူတို့ဒီနိုင်ငံမှာမြို့တော်တော်များများပါပေါ့နော်စနေနေ့ဒါမှမဟုတ်ဗုဒ္ဓဟူးနေ့ဆိုလို့ရှိရင်flea market လို့ခေါ်တဲ့အဟောင်းဈေးရှိတယ်ပေါ့နော်နေရာတိုင်းမှာဒီအခုကျွန်တော်ရောက်နေတဲ့တူရင်းမြို့ရဲ့ flea market ဆိုလို့ရှိရင်တော်တော်လေးကိုကြီးတယ်အခုဆိုကျွန်တော်လမ်းလျှောက်တာတော့တော်တော်လေးလျှောက်ရတယ်မြို့ကြီးကဟိုဒီဈေးကတော်တော်ကြီးတယ်ပေါ့နော်အမှအစုံမဲ့အင်ကြီးအဝတ်စားတွေသုံးမိသားတွေရောအသစ်တွေရောအစားအသောက်တွေအကုန်ရတယ်ပေါ့နော်လက်အိတ်တွေဒါပေမဲ့ဒီခုဒီဈေးလေကျွန်တော်တူရင်းမြို့ကဈေးကြတော့လူများလို့လားမြို့ကြီးလို့လားတော့မသိဘူးကျွန်တော်နေတဲ့မြို့တက်ဆိုင်တော့ဈေးကြီးတယ် Okay ရှောက်ကြည့်လိုက်အောင်နည်းနည်းပါးဝယ်စရာဘာတွေ့မလဲလေဒါတော့ရှောက်တာကြည့်ဝယ်စရာလည်းဘာမှမတွေ့ခဲ့တစ်ဆယ်တဲ့ညဝက်တယ်တူရင်းကတစ်ထေးများနေအင်ကြီးဈေးကြီးရကျွန်တော်တို့တွေဈေးကိုပတ်လျှောက်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဝယ်စရာမတွေ့ဘူးဈေးကြီးရလဲပါတော့ဘာမှမဝယ်ဖြစ်ခဲ့ဘူးအဲ့ဒါပြီးတော့ကျွန်တော်နောက်ထပ်တစ်နေရာထပ်သွားတယ်ပေါ့နော် This way အခုတိုရင်းဟိုမှာရောက် Look at the summer man It's really peaceful ဒီနားလေးရတယ်အပြင်မှာတော်တော်လေးကိုလာတယ်ဒီလားဆောင်းရင်းဆိုတော့အခုတရွတ်တွေအကုန်ကျွေးကုန်နေရာဒီဆိုလို့ရှိရင်တော့အပင်မှာစိမ့်နေတော့တော့ဒီလမ်းကြီး They have trams on there ချစ်စရာလေး There's a tram line Yes တူရင်းကဟိုဟာကျွန်တော်နေနေမျိုးနဲ့ရှင်လို့ရှင်တော့ကြီးရလို့ပြောလို့ရတယ်လှတယ်အဆောက်အဦလေးတွေအစားခန်းထားရန်ကုန်တော်တတိရတယ်
ဘာလဲဆိုရန်ကုန်တိုက်တယ်လေဒီလိုပုံစံလေးတွေရန်ကုန်မြို့ရဲဒီမှာတော့ပို့ပြီးတော့ကြီးကျယ်ခမ်းနားပါ Okay I'll update you soon အခုဈေးသွားပြီးတော့ဆောနာလမ်းနေဖြတ်ပြီးကျွန်တော်တို့ကနောက်ထပ်ပြစာ Soferino ဆိုတဲ့နေရာကိုသွားနေပါတော့အဲ့မှာ Christmas tree Christmas market ရှိရပေါ့ဒါကပြစာဆိုတာလောပေါ့စက်ကွဲကိုခေါ်တာပြည်သူရင်ပြင်အဲ့လိုမျိုးစက်ကွဲပေါ့အဲ့လိုမျိုးနေရာကိုခေါ်တာညဘက်ဆိုရင်တော့ဒီမှာတော်တော်လှမယ် Yeah they still open It's pretty Manji signနေပွင့်တယ် But not every shop ဒီနိုင်ငံလိုတွေမှာလေဒီလာရုပ်ထွေရနေရာတိုင်းရှိရတဲ့မဲ့ကျွန်တော်လည်းတမန်ရောက်နေတော့မသိဘူးเนาะလာပေါ့ဒီဟာကပြစာ software ရင်းနော်ဒါကျွန်တော်ညနေကျရင်ပြန်ကနေကြမှာဒီနောက်ပြန်လာဒါပြစာ software ရင်းနော်ဒီဆိုင်နေညကျမှဖွင့်အမကျွန်တော်ဟိုတစ်ခါပါပြီးရလို့ပဲဒီမှာလဲ Christmas market ဟောမမုတ်တရားဈေးကြီးရသေးလား Okay မင်္ဂလာပါ It's rain again and then it's raining a little bit မိုးဝါးလေးကြာအခုကျွန်တော်တို့ကချန်ထရိုကိုသွားနေရပါ I think this is also a big city and I think this is pretty nice and beautiful. The buildings are beautiful. I love the buildings here and but I wish it would be better if it's sunny. နေတာရင်တော့ပိုကောင်းမှာပေါ့ဒါပေမဲ့ဒီမှာအဆောက်အဦတွေလည်းလာအခုကျွန်တော်တို့တူရင်းမျိုးလေကောင်ချန်ထရိုသွားနေရဖြစ်ပါတယ်ကန်ဆိုချင်တော့အဲ့ဒီတနေ့လုံးမိုးတွေအုံနေပြီးတော့နေလုံးဝမထွက်ပါဘူး And we're going to the Chandro right now. သူက downtown တို့ရဲ့ရန်ကုန်မြို့ရောသွားနေတော့ဆူလေဖျားလန်းလည်းပြောနေအချက်ချကြားတဲ့နေရာပေါ့အဲ့လိုမျိုးနေရာသူ Chandro လို့ခေါ်တယ်အဲ့ဒီနေရာသွားနေရပါဒီဘက်မှာမြင်ရတယ်တိတ်တော့မမြင်ရတာအဲ့ဒါမြို့ရဲပဲကျွန်တော်တို့ဟိုပါပေါ့နော်မြို့ရဲအစနာပေါ့အဲ့လိုမျိုးနေရောက်တယ်ရောက်ပြီးကျွန်တော်ထပ်ပုံနေပါရိုက်ကြရပါတော့ကင်မရာထဲမှာတိတ်မလာပဲမဲ့ကျွန်တော်ဒီအမြင်တော်တော်လေးလှတယ်ပေါ့နော်မင်္ဂလာပါအဲ့နဲ့မိုးကအကြီးမြပါတော့ပါသေးတယ်အခုမြို့ရဲရောက်နေပါတယ်ဒီမြို့လည်းမီလန်လိုပဲနော်ဘာပြောအောင်လဲမသိဘူးမီးပွိုင်းဆောင်လိုက်အောင်ပါဒီဟာမြို့ရဲကိုသွားရလမ်းဒီမှာတော့မြို့ရဲမှာသွားနေတော့လူတွေအများကြီး Run for your life I think this is very cool recommend ပေးချင်တာကတော့ကျွန်တော်တို့တွေနေရာတစ်ခုမရောက်ဘူးရဲ့မြို့တစ်ခုသွားမယ်ဆိုလို့ရှိရင်အဲ့မြို့မှာရှိတဲ့ကားတွေရထားတွေသုံးတာတန်းဆိုင်ကျွန်တော်ကတော့ကျွန်တော်6ကိုကျွန်တော်သုံးပြီးတော့ခြေချင်တဲ့ explore လုပ်တာပို့ပြီးတော့သဘောကျပါတယ် I think it's very beautiful ဒီတူရင်းမြို့ကလေကျွန်တော်တို့ရန်ကုန်မြို့တွေကအဆောက်အဦတွေလိုပဲစင်ဝင်နေအများကြီးနဲ့ကျွန်တော်တို့အိုက်ထဲကနေပြီးလမ်းလျှောက်သွားတာပေါ့နော် platform တည်တမ်းမရှိဘူး I didn't check but I saw. This is underground Underground gym. Yes ကျွန်တော်တေချာမရိုက်ပြမိတော့ဘူးပေါ့နော်ဒီမှန်နေရဲ့အောက်ထဲမှာမြေအောက်ထဲမှာအနက်ပုံမှာနှစ်ထပ်လောက်ရှိတယ်ပေါ့နော်အဆောက်အဦက Oh fuck Here Sports Town Fitness Club Look at the ceiling Oh and there's another one to visit Everything's pretty here Hey ကျွန်တော်တို့ဘူရာယုံကနေလမ်းလျှောက်လာအခုဒီဆိုလို့ရှိရင်တော်တော်ဝေးတယ်နော်ဒါပေမဲ့အခုကထွေးနေမျိုးရဲတော့ရောက်တော့လှရနော်ဟိုဘက်လည်းပြောဟိုမှာ train နေနဲ့မိုက်တာ Oh look at this
there's a lot of things to explore in Turin. So we come here for only a day trip, and we're gonna go back at night. So actually, in Adija solution, we've got a total of 12 hours to explore the city. Wow, that's doing a new leg. Come on, try. Wow! This tram tourဥရောပမှာ transportation ဖြစ် mainly သုံးမှာပေါ့နော်ယထာအစားယထာလို့လည်းအရှိန်လည်းမဟုတ်ဘူးအဲ့လိုမျိုးတွင်းမှာဆွဲဖို့အတွက် convenient ဖြစ်တယ်ပေါ့ဒါပေမဲ့ဒီတူတွင်းမှာလည်းမြောက်ယထာရှိတယ်ဒါပေမဲ့ as far as I know I think trams are more used home this is the centro. Oh my god, it's very beautiful. အဲ့ဒီရှေ့ထွက်နေရဲ့အရှေ့ကြီးကဒီတူရင်းမြို့ရဲ့နာမည်ကြီးဆုံးအဆောက်အဦပဲကဲရောက်ပါပြီဒါစကွဲပေါ့နော်ရင်ပြင်ပေါ့ဒါတူရင်းမြို့ရဲ့ downtown area but I was expecting more Christmas trees and shops but there's none but I'm magnificent ဖြစ်ပြီးတော့နဲ့သူလှရမိုက်နေဆိုင်ငန်းနေလေတကယ်တော့ဒီအဆောက်အဦတွေအတွင်းပိုင်းထဲမှာရှိတာကျွန်တော်တို့ကပထမဆုံးရောက်တာဆိုတေချာမသိဘူးညနေနောက်တစ်ခေါက်လာမှပဲဘာရှိလဲကျွမ်းသွားတာပေါ့ There's so many Christmas trees And your face is coming to me. တကယ်တော့ဒီပြရစာကြီးရတယ်အကျယ်ကြီးပဲဒီအဲ့ဒီကျွန်တော်တို့လမ်းတော်ရဲ့ဝင်ပေါက်ကိုရောက်ဖို့တော်တော်လမ်းလျှောက်ရတယ်ပေါ့နော်အခုမြင်နေရတဲ့အဖြူအောင်ဆောက်ဦးကြီးကတော့လမ်းတော်ကြီးပဲထူရင်းရဲ့မြို့လေကောင်ဆောင်းလည်းပြောထားတယ်ဘာပြောမှမသိလို့စကားရထက်နေပြီဒီမှာအဓိကဒီ Christmas တဲ့ပင်တွေကိုပြချင်လို့သူတို့အလှဆင်တာဒီပြစာထဲမှာအများကြီးပဲအနောက်မှာ museum နဲ့ညဆိုရင်တော့တော်တော်လှတယ် Somehow it looks good, not gonna lie. ဖုန်းထဲမှာတေချာမမြင်အောင်ပြင်မှာတော့ပိုလှတယ်မျိုးလဲကောင်း Well, I think it's splendid. ကျွန်တော်ဒီမှာတက်ပုံတွေပါတယ်ရိုက်ပြီးတော့ကျွန်တော်တို့မနက်စာ breakfast ကို coffee ဆိုင်မှာသွားပါတယ်ဗီဒီယိုတော့မရိုက်မိခဲ့လိုက်ပေါ့နော်ဒီ coffee ဆိုင်ကတို့ဘိုးဘေးပြင်းစားဖွင့်ခဲ့တာ1980ခုနှစ်တည်းကဖွင့်ခဲ့တဲ့ coffee ဆိုင်ပေါ့နော်တူရင်းမှာအရင်နာမည်ကြီးပါတယ်coffee တစ်ခွက်ကို 4.5 လာမသိဘူးကျွန်တော်ပေးခဲ့ရတယ်ပေါ့နော်မှာပိုင်းကတော့ဒီလောက်ပါပဲဒုတိယပိုင်းမကြခင်လာပါမယ်ကျေးဇူးများတင်ပါတယ် and this is real